Hello guys ဒီတစ်ခေါက် video ကတော့ကျွန်တော်တို့ယနေ့ခေတ်မှာအပန်းဖြစ်ဖို့အတွက်ဂီတနဲ့ဖျော်ဖြေရေးနားထောင်အောင်မှာ earbud နဲ့ headphone နှစ်ချက်တွေဟာအဓိကလူသုံးများတဲ့ပစ္စည်းတွေဖြစ်ကြပါတယ်ဆိုတော့ဒီပစ္စည်းနှစ်ခုကြားမှာဘာတွေကွာလဲသူတို့ရဲ့အားသာချက်တွေနဲ့ဘယ်ဟာကတင်းတော်တဲ့ဆိုတာကိုပြောပြပြသွားမှာဖြစ်လို့ကျွန်တော်ရဲ့ video ကိုအဆုံးထိဆက်ကြည့်လိုက်အောင်ကျွန်တော် earbud နဲ့ headphone ဘာတွေကွာလဲဆိုတာမပြောခင်မှာသူတို့တစ်ခုစီမှာအမျိုးအစားဘယ်နှမျိုးရှိလဲဆိုတာကိုအရင်ဆုံးပြောပြပေးပါမယ်earbud မှာကတော့ wire earbud နဲ့ wireless earbud ဆိုတဲ့အမျိုးအစားနှစ်မျိုးရှိပြီးတော့ headphone မှာကတော့ on ear headphone နဲ့ over ear headphone ဆိုပြီးတော့အမျိုးအစားနှစ်မျိုးရှိပါတယ်။ဒီအမျိုးအစားတွေကကျွန်တော်တို့နေ့စဉ်လူသုံးများနေတဲ့အမျိုးအစားတွေဖြစ်ပြီးတော့အခြားသောထူးခြားဆက်မြတဲ့အမျိုးအစားတွေလည်းရှိပါတယ်။အခြားသောထူးခြားဆက်မြတဲ့အမျိုးအစားတွေသိချင်ရင်ကျွန်တော်ပြောထားတဲ့ထူးခြားဆက်မြတဲ့နှစ်ချက်အကြောင်းကို description မှာချပေးထားပါမယ်။ဝင်ကြည့်လို့ရပါတယ်။ဆိုတော့ဆက်ရမယ်ဆိုရင်ဒီအမျိုးအစားတွေကိုတည်ပြီးပြီဆိုရင်တော့အခုကျွန်တော်တို့ earbud နဲ့ headphone ဘာတွေကွာလဲဆိုတော့ကိုနှစ်ခုကိုရှင်းပြီးတော့ပြပြပေးသွားပါမယ်။အရင်ဆုံးသူတို့ရဲ့အရွယ်အစားနဲ့တည်ယူရတဲ့အပိုင်းကိုပြောရမယ်ဆိုရင် earbud နှစ်ချက်ကတော့ကျွန်တော်တို့လက်တော့စွစွလောက်ရှိတဲ့ size မျိုးဖြစ်ပြီးတည်ဆောင်ရတဲ့အခါမှာလည်းကိုယ့်ရဲ့ဘောင်းမြစ်အိတ်ကပ်ပဲဖြစ်ဖြစ်အင်ကြီးအိတ်ကပ်ပဲဖြစ်ဖြစ်အလွယ်တကူထည့်သွားနိုင်ပါတယ်။ headphone နှစ်ချက်ကတော့ earbud နှစ်ချက်ထက် size ပိုကြီးပြီးလေးလံတာကြောင့်တည်ဆောင်ရတဲ့အခါမှာအနည်းငယ်စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ဒီအပိုင်းကတော့ headphone နှစ်ချက်ထက် earbud နှစ်ချက်ကအရွယ်အစားပိုသေးပြီးတော့တည်ယူရတဲ့နေရာမှာလွယ်ကူနေတာကိုလည်းတွေ့ရပါတယ်။အရွယ်အစားနဲ့တည်ဆောင်မှုအပိုင်းကိုရှင်းပြရင်တော့နောက်ထပ်အပိုင်းမှာက sound quality ပိုင်းပဲဖြစ်ပါတယ်။ earbud နှစ်ချက်ရဲ့ sound quality ပိုင်းမှာကတော့အတန်ထွက်ကောင်းမွန်ပေမဲ့အရွယ်အစားတစ်ခုကြောင့် headphone အတွက်အနည်းငယ်နှိမ့်ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းပေါ်တဲ့ earbud နှစ်ချက်တွေကတော့အဆင့်မြင့်လာတာကြောင့်ပိုပြီးအတန်ထွက်ကောင်းလာတာတွေကိုလည်းတွေ့လာရပါတယ်။ headphone နှစ်ချက်တွေရဲ့ sound quality ဘိုင်းမှာကတော့ပြောစရာကိုမလိုအောင်သူတို့ရဲ့အတန်ထွက်တဲ့ speaker တွေကလည်းကြီးတာကြောင့် bass တန်နဲ့ treble တန်တွေကိုပုံမရှင်းလင်းစွာကြားနိုင်ပါတယ်။ဒါကြောင့်ဒီဘိုင်းမှာတော့ earbud တဲ့ headphone တွေရဲ့ sound quality ဘိုင်းကပိုပြီးကောင်းလာတာကိုတွေ့ရပါတယ်။ကျွန်တော်ကတော့ sound quality ကောင်းတဲ့နှစ်ချက်တွေကိုပိုကြိုက်ပါတယ်။ဘာလို့လဲဆိုတော့ live show ပွဲတဲ့တစ်ခုတည်းရောက်သွားတယ်လို့မျိုးmusic ရဲ့အနှင်းသာရကိုပေးစွမ်းနိုင်ပြီးအဓိကအကျဆုံးဖြစ်တာကြောင့်ပါဆိုတော့ sound quality ပိုင်းပြရင်တော့ကျွန်တော်တို့အသုံးပြုရမယ့်အပိုင်းမှာလွယ်ကူမှုရှိမရှိကိုပြပြပေးပါမယ် earbud နှစ်ချက်တွေကတော့တင်းငယ်ပြီးနားထဲထည့်သုံးရတာကြောင့်ကျွန်တော်တို့နေ့စဉ်အားကစားလှုပ်ရှားမှုတွေနဲ့တွဲဖက်ပြီးအလွယ်တကူအသုံးပြုလို့ရပါတယ်ဒါပေမဲ့နားထဲကိုတိုက်ရိုက်ထည့်သုံးရတာကြောင့်နားကြိုက်တာတွေနားဥတာတွေဖြစ်နိုင်ပါတယ် headphone နှစ်ချက်တွေကတော့နားကိုအုပ်ပြီးနားထောင်ရတာကြောင့်လှုပ်ရှားမှုတွေထက် AACC နဲ့ relax ဖြစ်မဲ့နေရာမှာထိုင်ပြီးအသုံးပြုတာကပိုပြီးတင့်တော်ပါတယ်။ဒါပေမဲ့အချိန်ကြာကြီးအသုံးပြုရင်တော့နားကြိုက်တာတွေခေါင်းကြိုက်တာတွေအထိကိုဖြစ်လာနိုင်ပါတယ်။ကျွန်တော်ရဲ့အမြင်မှာကဒီအပိုင်းမှာကတော့နှစ်ခုလုံးသူ့ဟာနဲ့သူတင့်တော်တာကိုတွေ့ရပါတယ်။ကျွန်တော်တို့နောက်ထပ်ရှင်းရမယ့်အပိုင်းကတော့ battery life အပိုင်းပဲဖြစ်ပါတယ်။ battery life မှာ earbud နှစ်ချက်တွေက charging case နဲ့ပေါင်းရင်12နာရီမှ24နာရီကြာရှည်ခံနိုင်ပြီးheadphone နှစ်ချက်တွေရဲ့ battery life ကတော့10နာရီမှနာရီ30အထိကိုပိုကြာရှည်ခံနိုင်ပါတယ်။ဒါကြောင့် battery life အပိုင်းမှာကတော့ headphone တွေကပိုပြီးတော့ကြာရှည်ခံတာကိုကျွန်တော်တို့တွေ့ရပါတယ်။ battery life ပိုင်းပြီးရင်တော့နောက်ဆုံး Zeno အပိုင်းပဲရှင်းဖို့ကြံပါတော့တယ်။ Zeno အပိုင်းမှာကတော့ earbud နှစ်ချက်တွေကအနည်းငယ်ဈေးတက်တာပြီးတော့ headphone နှစ်ချက်တွေကတော့ဈေးပိုမြင့်ပါတယ်။ဒါကြောင့် Zeno အပိုင်းမှာကတော့ headphone တွေကဈေးပိုကြီးတာကိုတွေ့ရပါတယ်။ဒါတွေကတော့ကျွန်တော်တို့ earbud နဲ့ headphone ဘာတွေကလဲဆိုတာကိုပြပြပေးထားတာပဲဖြစ်ပါတယ်။သူတို့ရဲ့ကွာခြားချက်တွေကိုသိရပြီဆိုရင်တော့ကျွန်တော်တို့သူတို့ရဲ့အားသာချက်တွေကိုလည်းမိတ်ဆွေတို့သိသွားမှာပါ။အဲဒါကြောင့်ကျွန်တော်ကအားသာချက်တွေကိုအတူချုပ်ပြီးပြောရမယ်ဆိုရင် earbud နှစ်ချက်တွေကပေါ့ပါပြီးတော့တည်ဆောင်ရတာလွယ်ကူတယ်။အားကစားလှုပ်ရှားမှုတွေမှာအသုံးပြုရတာလွယ်ကူတယ်။ပြီးတော့ Zeno အနေငယ်သက်သာတာကြောင့်ဖြစ်ပါတယ်။ headphone နှစ်ချက်တွေရဲ့အားသာချက်တွေကတော့အတန်ထွက်ပိုကောင်းမွန်တယ်။ battery life ပိုကြာရှည်ခံတယ်ပြီးတော့နားကိုတက်တောင့်တက်တာဖြစ်စေတာကြောင့်ဖြစ်ပါတယ်ကျွန်တော်တို့တွေအားသာချက်တစ်ခုစီကိုတည်ပြီးပြီဆိုရင်တော့ဘယ်ဟာကကိုယ့်အတွက်ပိုပြီးတင့်တော်လဲဆိုတာကိုကျွန်တော်အချက်၃ချက်နဲ့ပြပြပေးပါမယ် earbud နှစ်ချက်တွေကိုရွေးချယ်ခြင်းတဲ့သူတွေအတွက်ကတော့လှုပ်လှုပ်ရှားရှားလုပ်တတ်တဲ့သူတွေတည်ဆောင်တဲ့အခါမှာပေါ့ပေါ့ပါပါဖြစ်ခြင်းတဲ့သူတွေဈေးနှုန်းအနည်းငယ်တက်တာခြင်းတဲ့သူတွေအတွက်ဖြစ်ပါတယ် headphone တွေကိုရွေးချယ်ခြင်းတဲ့သူတွေအတွက်ကတော့ sound quality ကောင်းမွန်မှုကိုဦးစားပေးတဲ့သူတွေAACC နဲ့ music ကိုခန်းစားခြင်းတဲ့သူတွေ battery life ကိုကြာရှည်စွာအသုံးပြုခြင်းတဲ့သူတွေအတွက်ရွေးချယ်တင်ပါတယ်
ဒီနေ့ဗီဒီယိုကတော့ကျွန်တော်တို့မိတ်ဆွေတို့အတွက်ရွေးချယ်တဲ့အခါမှာဘယ်ဟာကတင်းတော်လဲဆိုတာကိုဒီအချက်လေးတွေနဲ့ပြောပြပေးထားတာဖြစ်ပါတယ်ကျွန်တော်ပြောသွားတဲ့အချက်လေးတွေကမိတ်ဆွေတို့အတွက်အထောက်အကူဖြစ်ခဲ့တယ်ဆိုရင်ကျွန်တော်ရဲ့ comment အောက်မှာ yes လို့ရေးခဲ့ပြီးကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင် like လေးပေးခဲ့ပေးပါအောင်နောက်ထပ်ဗီဒီယိုလေးကျွန်တော်ဆက်တင်သွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်See you next video.